ရောက်ဒီဇက်လန်ထဲမှာဆိုရင်မင်းကမင်းသားတော့ကြားလားမင်းကမင်းသားမင်းကမင်းသမီးဟောပြောပေးမင်းတို့နှစ်ကောင်ဟုတ်တယ်နန်းနဲ့ခန်းလက်ပါတယ်ရောက်လာမင်းကကလေးတယောက်ဆောင်မင်းကမင်းသမီးလောက်ရမှာတော့ဘာပြနေရလဲမင်းကမင်းသမီးလောက်ရမှာလောက်လိုက်မယ်တို့မင်းသားခန့်ကြရဖီးလိုက်ပြီးလို့ရှိရင်ပြီးလို့ရှိရင်ပြေတော့ရောက်မနိုင်ရသေးဘူးမင်းသားမင်းသမီးသားနဲ့ခန်းမပါသေးဘူးမင်းသားနဲ့မင်းသမီးသားနဲ့ခန်းနောက်ဆုံးမှလာမင်းသားတီးတက်နေရမှာနော်မင်းသားတီးတက်နေရမှာမင်းသမီးကြောက်မင်းသမီးကဘယ်န်တယောက်ဆောင်မလဲတော့မင်းသမီးရဲ့တိုင်ရတော့ကြတော့မင်းသမီးကခဏလေးနေလို့မင်းသမီးကဘယ်လိုလုပ်မလဲတော့မင်းကလမ်းဖြတ်လျှောက်လာပါမင်းသားနဲ့တွေ့မှာမင်းသားမကုတ်တယ်ခက်လေမင်းသားနဲ့တွေ့ပါမင်းသားတွေ့ရကျမင်းသားနဲ့မင်းသမီးကရုပ်ရှင်တွေကလို့ဝင်တိုက်မိမှာနော်မဟုတ်ဘူးခက်လေဝင်တိုက်မိမှာမင်းသားလာတဲ့အချိန်မှာဆိုမင်းသမီးကဝင်တိုက်ကြမင်းသားဟိုဘက်တန်းနေသွားလာမင်းသမီးတစ်ပတ်လာမင်းသမီးတစ်ပတ်တော့လာဟုတ်ဘူးအဲ့ဒါဟုတ်ပြီနော်ဟယ်လိုမဟုတ်ဘူးလေမင်းသမီးကဟိုတစ်ပတ်လာမင်းသမီးဟုတ်ပြီမင်းသားတော့ဟုတ်ပြီ1 2 3 action ဝင်တိုက်မိလိုက်တော့ဟုတ်ပြီမဟုတ်မင်းသားဟုတ်ပြီမင်းသားလွတ်ထွက်သွားမယ်ဒါပေမဲ့မင်းသားနောက်ပြန်လဲကြည့်မလေးမင်းသားနောက်ပြန်လဲကြည့်ပါလေအဲ့ဒါဘကုတ်ခိုင်းနေဘူးနောက်ပြန်လဲကြည့်ပါဟဲ့ရုပ်ချရိုက်နေရဲ့တို့ဟာကြာမင်းနာမည်တခါအကြီးတကားတဲ့နာမည်အကြီးရှင်းပြီလားတကားတဲ့နာမည်ကြီးမှာတော့နည်းနည်းတော့ခွင့်ရင်မဟုတ်ဘူးကြာတကားတဲ့နာမည်ကြီးမှာဟုတ်ပြီအဲ့လိုကြီးမလို့အဲ့လိုတောင်းမှနေမလို့ဟုတ်ပြီတကားတဲ့နာမည်ကြီးမှာမင်းသမီးအိုက်ပြတယ်